အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားအစိုးရရဲ့ဒေါ်လာ 4.8 မီလီယံတန်အလူတော်မင်္ဂလာစတဲ့သတင်းနဲ့အတူ celebrity များ၏ NFT အရှုံးများစုစည်းမှုစတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားအစိုးရရဲ့ဒေါ်လာ 4.8 မီလီယံတန်အလူတော်မင်္ဂလာဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒေါ်လာ 4.8 မီလီယံထည့်ထားတဲ့ crypto wallet တစ်ခုကိုဘယ်လိုထိန်းသိမ်းကြပါသလဲ။လူတိုင်းကတော့ဒီလောက်များတဲ့ငွေပမာဏကိုထိန်းသိမ်းဖို့အလုံးစုံနည်းလမ်းတွေကိုစီတွေးမိကြမှာပါ။ဒါပေမဲ့တောင်ကိုရီးယားအစိုးရဝန်ထမ်းတွေကတော့ဒေါ်လာ 4.8 မီလီယံဆိုတဲ့ပမာဏကမပြောပါလောက်ဘူးလို့သဘောထားကြပုံပါပဲ။အကြောင်းကတော့ wallet ရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ secret ရေးထားတဲ့စာရွက်ကိုသတင်းထုတ်ပြန်ရမှာရှင်းရှင်းလင်းလင်းကြီးထုတ်ပြလိုက်တာကြောင့်ပါ။ဖြစ်ပုံအစားကတော့တောင်ကိုရီးယားအမျိုးသားအခွန်ဦးစီးဌာန NDS ဟာအခုမပေးဆောင်ပဲရှောင်းတိန်နေသူတွေစီကနေတင်စီရမိထားတဲ့ခရစ်တိုပစ္စည်းတွေအကြောင်းဂျာတာပရိနေကသတင်းထုတ်ပြန်ခဲ့ပါတယ်။သတင်းထုတ်ပြန်ချက်မှာပါတဲ့ဓာတ်ပုံထဲမှာလေဂျာခိုး wallet တစ်ခုနဲ့အတူအဲ့ဒီ wallet ရဲ့ secret တွေကိုချမှတ်ထားတဲ့စာရွက်ကိုပါဝေဝါးခြင်းမရှိပဲအကုန်အစင်မြင့်တာအောင်ဖော်ပြခဲ့မိပါတယ်။နောက်ဆက်တဲ့ကိစ္စတွေကတော့အားလုံးခံမမိကြသလိုပါပဲဒီပုံထွက်လာပြီးမကြခင်မှာပဲဒီ wallet ထဲမှာရှိတဲ့ PRTG Pre-Retrogian Token 4 million ကာလပေါက်စိဒေါ်လာ 4.8 million ဝန်းကျင်ကိုအမည်မသိ wallet တစ်ခုနဲ့ချက်ချင်းထုတ်ယူခံလိုက်ရပါတယ်ဒါကြောင့်တောင်ကိုရီးယားအစိုးရဝန်ထမ်းတွေဟာနည်းပညာပိုင်းကိုပဲအားနေတာလားတတိမထားမိတာလားပေါ်ဆတာလားဆိုတာကိုတော့သူတို့ကိုယ်တိုင်ပဲသိမှဖြစ်ပြီးမကြသေးခင်ကလည်းဝန်ထမ်းတယောက်ရဲ့အမှားကနေတဆင့်ဒေါ်လာမီလီယံနဲ့ချီတန်ဖိုးရှိတဲ့ခရစ်တိုတွေခိုးယူခံရမှုဖြစ်သွားခဲ့ပါသေးတယ်အခုကိစ္စမှာတော့အခုခံလိုက်ရတဲ့ PRDG token တွေဟာငွေသားအဖြစ်ပြန်ပြောင်းလဲနိုင်မှုခက်ခဲတာကြောင့်တကယ်လက်တွေ့နေတာမှုကတော့နေပါနိုင်ကြောင်းယူဆထားပါတယ်။အစိုးရအနေနဲ့လည်းဒီတလုံးမှာတောက်လျှောက်ဖြစ်လာနေတဲ့ခရစ်တိုအလွဲတွေအတွက်အရေးယူမှုတွေလုပ်ဖို့စီစဉ်နေပြီးဒီအမှားတွေဟာအစိုးရမျက်နှာကိုအိုးမဲတုံနေတယ်လို့လည်းဖြစ်နေပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ celebrity များ NFT အရှုံးများစုစည်းမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြောက်ကောင်းမုံနဲ့ကိုယ့်ရဲ့ Facebook New Feed ပေါ်မှာဘလူးပြန်နေခဲ့မှုတဲ့ကာလတစ်ခုကိုမှတ်မိကြမယ်ထင်ပါတယ်။ BAYC Bo Ape Yacht Club ဆိုတဲ့စိတ်ညစ်နေတဲ့မြောက်ကောင်းပုံနဲ့ NFT collection တွေကစလို့ Crypto Bank လို့အတုံးကောင်တွေစိတ်တွေဝက်ဝင်တွေကြောင်တွေကြွက်တွေအထိ NFT collection တွေတောက်လျှောက်ရှိခဲ့ပါတယ်။ဒီလိုမျိုး NFT တွေတောက်လျှောက်နာမည်ကြီးလာခဲ့တဲ့အကြောင်းရင်းဟာ Internet hype တွေကြောင့်အဓိကဖြစ်ပြီးဒီလိုမျိုး hype တွေတက်လာတာဟာလေကမ္ဘာကျော်အမှုပညာရှင်တွေနဲ့အားကစားသမားတွေကအပြိုင်အဆိုင်ဝယ်စုခဲ့တာကြောင့်ပါပါတယ်။ဒီပုဂ္ဂိုလ်တွေဟာ2021ခုနှစ်ဝန်းကျင်မှာတော့ဒေါ်လာမီလီယံနဲ့ချီအကုန်ကြခံပြီး NFT တွေကိုဝယ်ယူခဲ့ကြတာဖြစ်ပေမဲ့2026ခုနှစ်လက်ရှိအချိန်မှာတော့ဒီ NFT တွေဟာတန်ဖိုး90%ကျော်အထိထိုးဆင်းသွားခဲ့ပါပြီ။ဒီဆောင်မှာတော့အရှုံးအများဆုံးစီးရင်ဝင်နာမည်ကြီးတွေရဲ့ NFT အခြေအနေကိုစူးစီးတင်ဆက်ပေးထားပါတယ်။ဒါအပြင်မြန်ခရစ်တိုဖောင်နာရဲ့အလူတော်ကြီးအကြောင်းကိုလည်းပေါ်နဲ့အနေနဲ့ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ပထမနေရာမှာရည်တည်နေတာကတော့ Justin Bieber ပါ။2022ခုနှစ်ဇန်နဝါရီလတုန်းက Bo Ape Yacht Club #3001 NFT ကို900 ETH ဒေါ်လာ 1.3 မီလီယံဝန်းကျင်နဲ့ဝယ်ယူခဲ့ပြီးဒီကာလဟာဈေးအမြင့်ဆုံးအချိန်မှဝယ်ယူခဲ့မိတာပါ။ဒါပေမဲ့အခု NFT ဈေးကွက်ပြချိန်မှာတော့ကာလတန်ဖိုးဒေါ်လာ6000ဝန်းကျင်သာတန်ဖိုးရှိတော့ပြီးကမ္ဘာကြီးအရှုံးအနေနဲ့ဒေါ်လာ 1.24 မီလီယံကျော်အထိ95%ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ JB ကတော့ဒေါ်လာ 1.24 မီလီယံအရှုံးကိုလက်ခံထားဆဲဖြစ်ပြီးအခုထိပြန်မရောင်းထုတ်သေးပါဘူး။ JB ပြီးရင်တော့ Snoop Dogg ပါ Raglit and CS Sky NFT ကို1600 ETH ကာလတန်ဖိုးဒေါ်လာ 7.09 မီလီယံဝန်းကျင်နဲ့ဝယ်ယူခဲ့ပြီးလက်ရှိကတော့ဒေါ်လာ150ဝန်းကျင်သာတန်မာတော့တယ်။ DNFT အတွက်ခံမှန်းခြေအရှုံးဟာဒေါ်လာ7မီလီယံကျော်ရှိခဲ့တယ်လို့ celebrity တွေထဲမှာအဆိုးဆုံး NFT အရှုံးတစ်ခုအဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။နောက်ထပ်ကန်တူရှင်တယောက်ကတော့ Logan Paul ပါ 0and14 Bumblebee NFT ကိုဒေါ်လာ6သိန်းကျော်နဲ့ဝယ်ယူခဲ့ပြီးအခုချိန်မှာဒေါ်လာ100ဝန်းကျင်သာတန်ဖိုးရှိပါတော့တယ်။တကယ်တော့ Logan Paul ရဲ့ဒီ NFT ဟာအင်တာနက်ပေါ်မှာဟာတာတစ်ခုလိုတောင်ဖြစ်သွားခဲ့ပါတယ်။ဒေါ်လာ6သိန်းပေးဝယ်ထားတဲ့ NFT ကို$10နဲ့ရောင်းဖို့တင်ထားတာတော့ဝယ်မဲ့လူမရှိတဲ့အထိအဖြစ်ဆိုးသွားခဲ့လို့ပါအမှုပညာရှင်တွေတွင်မဟုတ်ပါဘူးနာမည်ကြီးဘောလုံးသမားတအုပ်ဖြစ်တဲ့နေမာဂျူနီယာဟာလည်း Bo Ape နှစ်ခုကိုဒေါ်လာ1မီလီယံနဲ့ဝယ်ယူခဲ့ပြီးနောက်မှာတော့လက်ရှိတန်ဖိုးဟာဒေါ်လာ1သိန်းဝန်းကျင်သာရှိတော့ပြီးခံမှန်းခြေအရှုံးဟာဒေါ်လာ9သိန်းကျော်အထိရှိခဲ့ပါတယ်တခြားနာမည်ကျော်တွေရဲ့အရှုံးတွေအနေနဲ့ကတော့
မက်ဒိုနာရဲ့ BAYC NFT ကဒေါ်လာ4သိန်းကျော်အရှုံး MNN ရဲ့ BAYC NFT ကဒေါ်လာ3သိန်း5သောင်းကျော်အရှုံးနဲ့ခွက်လက်အောင်ရှုံးခဲ့ကြပါတယ်။အားလုံးစိတ်ဝင်စားနေကြတဲ့မြန်ခရစ်တိုဖောင်နာကြီးရဲ့ NFT အရှုံးကတော့အများကြီးမဟုတ်လာပါဘူး။ ပန်ကိတ်ဘန်နီ NFT ကို100 BNB ကာလတန်မိုးဒေါ်လာ4,900ဝန်းကျင်နဲ့ဝယ်ခဲ့ပြီးနောက်အခုချိန်မှာတော့ဒီ NFT ဟာ3 BNB ဝန်းကျင်ကာလတန်မိုးဒေါ်လာ1,800ဝန်းကျင်သာကျန်မာတော့တယ်။ဒီ NFT ဟာဘယ်နာမှာထားမိမှမသိတဲ့ wallet တစ်ခုထဲမှာငြိမ်သက်စွာအိမ်မောကြနေစေဖြစ်ပြီးတဘာသူစီကိုဒေါ်လာ4,900ကျော်နဲ့ပြန်အောင်နိုင်ဖို့ဆိုတာဟာလည်းအတော်လေးကိုအလံဝင်နေအောင်ပါပါ။ NFT တွေကဘာကြောင့်ဒီလောက်ထိဈေးထိုးကျသွားခဲ့တာလဲဆိုရင်တော့2021ခုနှစ်နဲ့2022ခုနှစ်ဝန်းကျင်မှာ NFT ရဲ့အရန်နာမည်ကြီးလာပြီးနောက်နှစ်နှစ်အတွင်းမှာကိစ္စမျိုးစုံတွေဖြစ်ခဲ့တယ်လို့ဒီကိစ္စတွေရဲ့စင်ကဲတရားမှုတွေကြောင့်ပဲလူတွေရဲ့စိတ်ဝင်စားမှုနဲ့အယောင်ဝယ်ပမာဏဟာ80% 90% အထိထိုးဆင်းသွားပါတယ်။အရင်က BAYC တစ်ခုကိုအနည်းဆုံး150 ETH ဒေါ်လာသိန်းနဲ့ချီအနည်းဆုံးပေးရပေမဲ့အခုဆိုရင်တော့1 ETH လောက်သာတမိုးရှိတော့တဲ့အထိဈေးပေါ်သွားတယ်လို့ ETH ဈေးအကြကိုပါထည့်တွက်ရင်တော့မျက်ရည်ဝဲခြင်းစရာပါဒီလိုမျိုးအခြေအနေဆိုတဲ့ NFT ဈေးကွက်ကြီးတဖန်ပြန်ကျန်းမာလာဖို့ဆိုတာဟာလည်းအတော်လေးရုန်းကန်ရအောင်မှဖြစ်ပြီး celebrity တွေရော collector တွေရော trader တွေပါပိုက်ပေါ်လေးတွေကိုစီနဲ့ထိုင်ဆောင်ကြရအောင်ပါဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေရှင်